မင်္ဂလာပါအခုတော့ကျွန်တော်မိုင်း200ကိုရောက်ရှိပြီပေါ့နော်သူများတွေလည်းမတူတဲ့ကျွန်တော်ရဲ့အမြင်နဲ့ vision လေးတွေတစ်ချက်ပြောပြပါမယ်ကျွန်တော်115ကနေစထွက်လာတော့100တောက်လျှောက်ထိန်းမောင်းလာပေါ့နော်100 group control နဲ့100တောက်လျှောက်ထိန်းမောင်းလာတယ်အဲ့မှာဘာသတိထားမိလဲဆိုလို့ရှိရင်မိုင်း90ကို30% ပေါ့နော်300%လောက်ကုန်တာသတိထားမိတယ်။နောက်အဲ့ဒီတရား group control နဲ့တောက်လျှောက်နင်းလို့ရှိရင်တမိုင်ကို1မိနစ်ပေါ့နော်အဲ့ပုံမှန်အဖြစ်အမြဲတမ်းတော့တနာရီမိုင်60လောက်ကလည်းပုံမှန်နင်းလို့ရတာသတိထားမိတယ်အဲ့တစ်ချက်ကဲနောက်အဲ့ဒီခုနကျွန်တော်ပြောသလိုမိုင်90ကို30% ကုန်တာတစ်ချက်တွေ့ရတယ်ပေါ့နော်ဒီမှာရောက်တော့ညီလေးတွေမေးကြည့်တာကျွန်တော်တို့တခြား400 rank လောက်ရတဲ့ကားတွေမှာဒီကနေကလောကိုတိုက်ရိုက်တက်လေရှိတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒီ risk ကိုမယူချင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်285ကပဲသွားပါမယ်285ကနေတောင်ကြီးကလောကိုတက်ပါမယ်ပေါ့နော်အဲ့ဒါတစ်ချက်လောက်အားပေးပါအောင်နောက်ဒီကြားထဲမှာကျွန်တော်ကိုအတွေ့အကြုံရှိတဲ့ senior ကိုကြီးတွေမိုင်း200ကနေနေပြီးတော့200တမိုင်နေပြီးတော့ကလောကိုရင်400လောက်ရတဲ့ကားနဲ့တက်ဖူးလို့ရှိရင်တက်ကြတဲ့အတွေ့အကြုံလေးနဲ့လူဝိတ်အစရှိတဲ့ဖြစ်တစ်ချက်လောက်လေး comment လေးရေးပေးပါအားလုံးကျေးဇူးပါ